ဦးလေးနာမည်လေးဘယ်လိုခေါ်လဲ ဦးဆိုးလိုက် ဦးစိုးလိုက်ဘယ်မှာနေရလဲ အရင်နေတာအေယာဝတီတိုင်းပူလေးမျိုး အခုကရော အခုကသင်္ကန်းကြီးပဲကြော်တာ ဦးလေးပေါ့နော်အဲ့ဒီစိုက်ကားရိုက်လို့တယ်တို့ဘာလို့တမီးတို့အဲ့လိုဖြစ်စဉ်လေးကြားရတယ်ပေါ့နော်အဲ့ဒါဘလို့ကနေဘလို့စဖြစ်လဲဆိုတာတမီးတို့အသေးစိတ်လေးပြောပြလို့ရလား ရပါတယ်တယောက်ကမော်ဒင်ကိုငှားသွားတယ် ဟုတ် ငှားသွားတော့အဲ့မှာဆင်းတော့ဦးလေးပြန်နေလာတော့ဒါက2ယောက်ထပ်ပြီးကြားဘယ်ကိုသွားမလဲဆိုတော့ဟိုကစင်မင်းစေးကိုသွားမယ်ဟုတ်တယ်စင်မင်းစေး2ယောက်လဲလားဆို2ယောက်တည်းမဟုတ်ဘူးလေ3ယောက်ဟုတ်တယ်3ယောက်ဆိုတယောက်ကတန်ရီအားတိုင်းဦးလေးနိုင်မှာမဟုတ်ဖြည်းဖြည်းနေသွားတယ်ရတယ်ကရီယာမှာထိုင်ပြီးတော့ဦးလေးတင်ပြီးနေသွားလမ်းရောက်တော့အနောက်ကတူကလေပင်ကိုတူနှမ်းပြီးတိုင်ပြီးပတ်တာဒါပါတဲ့ပတ်စံကိုပေးတယ်ဟိုဦးလေးမှာပြင်းမရှိပါဘူးဝါလုံနေနေပဲရှိတယ်အဲ့ဒါအဲ့ကိုဆွဲပြီးတော့အိတ်ထဲဖွင့်ပြီးတော့ယူရတာဦးလေးကိုရိုက်ကြတယ်ကျက်ပြီးအဲ့ရထားလမ်းရှိတယ်ပြီးမှထားတယ်ဆိုတော့ဦးလေးရဲ့ပေါ့နော်ဒီကိုအဲ့ဒီဒဏ်ရာတွေဘာတွေဖြစ်သွားတာကိုဒီကိုလာဖို့အတွက်တမီးတို့အတင်းကနေပြီးတော့လာခေါ်ပေးတယ်နော်လာခေါ်ပေးတယ်ပြီးတော့အခုဆေးတွေထိုးပေးတယ်ပြီးတော့ဆေးမထိုးခင်အစားစားဖို့လည်းတမီးတို့စီစဉ်ပေးထားတယ်နော်အဲ့ဒီအပြင်ကိုဦးလေးအခုဒီမှာနေတဲ့အတွက်ပေါ့နော်ဆေးစရိတ်သုံးစိတ်အနေနဲ့ဒေါ်ဒေဝီဆိုတဲ့အလူရှင်တယောက်ကနေပြီးတော့ဦးလေးကိုအလူငွေ9000လှူထားတယ်လှူထားတာအဲ့ဒါလေးကိုလက်ခံပေးပါအောင်နော်ဒါလေးကအလူငွေ9000လေးပါဒေါ်ဒေဝီပါเนาะအလူရှင်နာမည်ကအလူရှင်အတွက်လည်းဆုတောင်းပေးပါအောင် လူရှင်မိသားစုလည်းကျမ်းမာချမ်းသာပြီးတော့ယောဂဗျာတွေသိစုပြီးတတ်တော်ရာကျော်ရှိပါသေးတယ်နောက်လည်းစီဝါတွေလည်းဟိုကစတဲ့ကိုတိုးတက်ပါတယ်ဟုတ်ပြီးရဆွနေပေးပါစေလို့အလူရှင်စားလေးဓာတုခေါ်ပေးပါတယ်เนาะဟိုအဲ့ဆိုတော့ဦးဒီကိုမရောက်ခင်ဟိုးအရင်တော့ကဘယ်မှာနေခဲ့တာအဲ့ဒါလေးလည်းသိချင်တယ်အရင်နေတာဒီတက္ကသ400ပေါ့အဲ့ဒီကနေပြီးတော့အဖေအမေဆုံးသွားတော့ရှိတဲ့အင်ကြီးပုံမှန်တော့ရောင်းပြီးအမေခွဲပြီးလိုက်တော့ဦးလေးလည်းရတဲ့ပတ်စံလေးအေယာဝတီတိုင်းပိုလေးမျိုးလည်းပါဥယျာဉ်လေးတစ်ခုပဲနေတော့အလုပ်လည်းမရှိအဲ့တော့သူများကြီးမှာစင်းငါးကိုလို့တော့နွားညနေကြတော့နွားသိမ်းတော့နွားဟိုကကန်လိုက်တာဒီလဲပြီးတော့ပမာနင်းစောင်းတော့ထားတာယူယူပါအဲ့ဒါအလုပ်ရှင်ဟာစိတ်ကူကိုပတ်စံထုတ်ပေးလိုက်တဲ့ဟာဦးလေးတို့တွေများနေတော့ရန်ကုန်တက်လာတယ်ဟိုကကန်နာနေ89စီးပြီးတော့တာရီသားမိုးသီးစေကောင်သွားတော့ဟိုရောက်တော့အဲ့မိုးသီးစေကမှာစောင့်နေတဲ့ရဲလေးပြောမှာလေမိုးကြီးကခင်ဗျားတို့ဘာတွေကြောက်ကုန်တာလဲလက်ကြည့်လိုက်တော့တော်ရဲကတန်းစာရွက်တွေလည်းကြာနေအဲ့ဒါကောက်အိတ်တဲ့အိတ်ကခွဲလာဆရာတို့ကျွန်တော်ဒီမှာအခွဲခံလိုက်ရတယ်လို့ဒါဆိုရင်တော့ဒါရဲစကားအမတ်တိရဲစကားကခေါ်သွားရောတော့ထောက်ခံတယ်လိုက်ရကိုအဲ့ခိုင်းနိုင်တဲ့အကြောင်းဟိုထောက်ခံတာရေးပေးလိုက်သူလေးတို့ပြန်ရင်းနဲ့အဲ့ဒီမှာဒီဟာပြသွားတယ်မှတ်ပုတ်တင်ရဲ့ဦးလေးပါသွားတာဖုံးတက်လုံးရင်စေးကူးမဲ့ပတ်စံတွေအကုန်ပါသွားပြန်ဖို့အတွက်ဦးလေးမှာဒုက္ခဖြစ်နေအဲ့ဒါသူကထောက်ခံတာရေးပြီးတော့မပြန်ပြစ်တော့ပါဘူးဒီ39လမှာဦးလေးအရင်နေတော့စာကေတနေတော့ဟိုစိုက်ကားတွေတော့နေမှုတယ်နေမှုတော့တကယ်ရင်းနဲ့ခဏဒီမှာပဲစိုက်ကားနေမှာဟုတ်တယ်စိုက်ကားလည်းနေတယ်နေဖို့ကဒုက္ခရောက်တော့လားတဲ့ကျွန်တော်လိုက်ပြမယ်ဒီသင်္ကန်းကျုံပဲကြော်တာခေါ်လာအဲ့စဘောမတရားဘူးတဲ့တနေ့ကို9500အဲ့ဒါဆိုလည်းနေမကွာလို့နေဖို့ကဒုက္ခရောက်တော့နေရမှာပဲအဲ့ဒါဦးလေးစိုက်ကားနေပြီးတော့ရတဲ့ပတ်စံလေး9500ပြည့်ပြီကျန်တာလေးတော့စတော့ဟိုဒီလောတော့တပတ်လောက်ပဲရှိတယ်6000ပြီးတဲ့အိမ်လာလာအဲ့6000ပြီးတယ်နင်းတော့လေနေရာဟိုဆိုင်ကားကလည်းအသက်ကြီးတယ်ဆိုတော့တချို့ကတော်မစီးကြဘူးတချို့ကတော့သနာလို့စီးတယ်2000လမ်းနဲ့လမ်း3000ပြီးသွားတယ်အဲ့ဒီတနေ့ကိုရှာရင်တော့တနေ့ကို3500တော့ရပါတယ်ကျတော့အုံနာကပဲလာရင်12000လောက်ကျန်တဲ့ဟာလေးလာတာမိသားစုစားအဲ့လာကလေးပြီးအဲ့ဒါမိသားစုကရောဘယ်နှစ်ယောက်ရှိလဲဦးလေးတွေဒီနှစ်ယောက်လင်မယားနှစ်ယောက်လည်းနေတာပေါ့တာသမီးတွေပါရောမရှိတာသမီးတွေကဆုံး3ယောက်ရှိတယ်ဟုတ်
ဟုတ်အဲ့ဆိုလို့ရှိရင်တမီးတို့ခုလိုလေးဖြည့်ပေးလို့လည်းကျေးဇူးတင်ပါတယ်နော်ဟုတ်ကဲ့ပါ အဲ့ဒါလို့ရှိရင်တက်တယ်လာလို့ရှိရင်လည်းကျွန်တော်တို့အိမ်ကြီးလာခဲ့ပြီ ဟုတ်ကဲ့ကျေးဇူး